ဒီနေ့ကိုယ့်ရဲ့ hinge skill ကိုပြချင်ပါတယ်ကြက်သွားလို့ရှိရင်လည်းအကုန်လုံးကိုကျွေးမယ်နော်ကဲညှို့လင့်ထားလိုက်ကြတော့ကိုကာကိုလာနဲ့ကြက်သားနဲ့တပွဲတော့ရသွားပြီကြက်သားရေးတပွဲတော့ရသွားပါပြီရှင်ခဲညင်သီးနဲ့ကြတော့ဘာနဲ့လိုက်မလဲကြက်ဥနဲ့ကြော်မယ်ငယ်တွေကကြက်ဥမှုကြော်အမေကြော်ကျွေးနေကြအဲ့လေးနဲ့ကြော်မယ်good ဒါဘာသီးလဲဘာသီးလဲဟဲ့ဘာသီးလဲမသိဘဲနဲ့ဘယ်လိုချက်ရမှာတော့သိကြလားအဲ့ဒါဘာသီးလဲပြောကြပါဦးဘာသီးလဲမသိဘူးတော့ကဲဖြစ်ချင်အဖြစ်ဝါသားနဲ့ချက်ကြည့်မယ်ဟုတ်ပါလားတဲဟုတ်ပါလားကဲကြက်သားဟင်းလဲကြက်သွားပြီဝါသားဟင်းလဲကြက်သွားပြီကြက်မှုကြော်လဲရပြီအဲ့တော့နောက်ဆုံးကကြက်ဥနဲ့ဒါပဲကျန်တော့တယ်ကြင်ငါးသီးနဲ့ကြက်ဥလဲရပါပြီကဲအောင်မြင်သွားပြီစားကြပါဦးရှင်ကဲမစိုးအပြင်မှာတိတ်မချက်တတ်ပေမဲ့ဒီမှာတော့တော်တော်တော်သွားပြီငါ